Hello ဒီနေ့သူစီကချပါတီလုပ်ပြမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။အရင်ဆုံးချပါတီလုပ်ဖို့အတွက်အရေးကြီးဆုံးလိုအပ်တဲ့ဂျုံကိုအရင်ထည့်ပါမယ်ရှင်။ကိုယ့်အိမ်ကလူဦးရေနဲ့စားနိုင်တဲ့လောက်ကိုမှန်းပြီးတော့ထည့်ပါမယ်ရှင်။သူစီအိမ်ကပုံမှန်လုပ်နေကြတဲ့အတိုင်းသူစီ2ခွက်ခွဲ3ခွက်အဲ့လိုမျိုးမှန်းပြီးထည့်လိုက်ပါတယ်ရှင်။ပြီးတော့သူစီကစားကိုတစ်စုံခွဲလောက်ထည့်လိုက်ပါတယ်ရှင်။စားထည့်ပြီးသွားလို့ရှိရင်သူစီကနိုးမုတ်ထည့်ရပေါ့နော်ဒီနေရာမှာနိုးမုတ်မသုံးဘူးဂျင်ဘူးဆိုလို့ရှိရင်တကြားထည့်လဲရပါတယ်ရှင်သူစီကတကြားမထည့်ချင်လို့ပေါ့နော်နောက်ပြီးတော့ချပါတီလုပ်ဖို့အတွက်ရေအေးမသုံးပါနဲ့ရှင်ရေနွေးကိုလည်းအရန်ပူပူကြက်ကြက်ကြီးတည့်စရာမလိုပါဘူးရှင်ရေနွေးလေးကိုလက်နဲ့ဆန်းပြီးတော့နွေးရုံလောက်ဆိုရပါပြီရှင်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်သူစီကဒီလိုရေတောက်တဲ့ခွက်ကလေးနဲ့ပေါ့နော်ချိန်ပြီးတော့ထည့်ပါတယ်ရှင်ခဏတုန်းကသူစီထည့်ထားတဲ့ဂျုံရယ်စားရယ်နို့မုတ်ရယ်ကိုနှက်အောင်မွေပါမယ်ရှင်နှက်အောင်မွေပြီးသွားလို့ရှိရင်ရေတစ်ခွက်ထည့်မယ်ပေါ့နော်ရေတစ်ခွက်ထည့်ပြီးတဲ့အချိန်ကစီဖြစ်နေလို့ရှိရင်လည်းရေကိုလေနောက်တစ်ခွက်ပဲထည့်ပြီးတော့တေချာနှက်အောင်နေပေးပါရှင်အဲ့လိုမျိုးဖြစ်တဲ့အထိပေါ့နေပေးပါရှင်ခဏကသူစီပြထားသလိုနှံ့သွားပြီဆိုလို့ရှိရင်ရေထက်မထည့်တော့နဲ့ပေါ့နော်ရေထက်မထည့်ပဲနဲ့စီလေးကိုထည့်ပြီးတော့ပဲအဲ့လိုမျိုးပေါ့နော်တမအောင်နေပေးပါရှင်အဲ့လိုနေပေးစီထည့်ပြီးတော့နေလိုက်နေပြီးနဲ့သူ့ကိုယ်သူအဲ့လိုမျိုးကွာသိရမလားအဲ့လိုကစီမဖြစ်တော့ပဲနဲ့အခုသူစီပြထားသလိုလေးဖြစ်သွားမှာပေါ့ရှင်ကျုံနေနေတာနှံ့သွားပြီးလက်မလည်းမကတ်တော့ဘူးဆိုရင်စီထည့်ပြီးတော့အဲ့လိုမျိုးပေါ့နော်သူစီပြထားသလိုမျိုးလေးအဲ့လိုထိုးလိုက်ပြစ်ပေါက်လိုက်ထိုးလိုက်ပြစ်ပေါက်လိုက်လောက်ရပါမယ်ရှင်အဲ့အချိန်မှာကိုကအာမပါဘူးဆိုလို့ရှိရင်တထေးမမျက်နှာတို့ရီစာဟောင်းမျက်နှာတို့မှန်းပြီးတော့ကွာအဲ့ဂျုံပေါ်မှာသူတို့မျက်နှာကိုပေါ်ပြီးတော့ထိုးလိုက်ပြစ်ပေါက်လိုက်ထိုးလိုက်ပြစ်ပေါက်လိုက်လောက်ပါရှင်ဒီအဲ့အချိန်တုန်းကဘာလို့ရန်စုပုံနေလဲဆိုသူစီကိုအချိန်ကတ်ပြီးတော့မှာပေါ့နော်6ပိုက်ဒီလုတ်ပေးအောင်လို့ပြောဖို့လို့ကျမရဲ့မျက်နှာကြီးကအရန်ကိုစုပုံနေရပဲဖြစ်ပါရှင်တိခတ်ပြီးတော့ကြည့်ပေးကြပါရှင်ထိုးလိုက်ပြစ်ပေါက်လိုက်လုပ်ပြီးသွားတဲ့အချိန်မှာဒီလိုမျိုးချပါတီပျော့လေးရသွားပါမယ်ရှင်အဲ့လိုမျိုးချပါတီပျော့လေးရသွားပြီဆိုချပါတီစလုပ်လို့ရပါပြီရှင်အခုသူစီပြထားသလိုမျိုးရပြီဆိုရင်လက်မစီလေးကိုနည်းနည်းပုတ်လိုက်ပါရှင်ပုတ်ပြီးတော့ဂျုံလေးကိုကင်ပြီးတော့ဟိုဘက်ဒီဘက်လေးလုံးပေးပါရှင်ပြီးတော့ရင်ချပါတီလုပ်တဲ့အချိန်ကျရင်လွယ်ကူအောင်လို့ဂျုံလေးတွေကိုတစ်လုံးပြီးတစ်လုံးအဲ့လိုမျိုးပေါ့နော်ကိုလက်လေးနဲ့ခတ်မှန်းပြီးတော့နော်လုံးပြီးတော့တစ်လုံးပြီးတစ်လုံးလုံးပြီးတော့ထားပါမယ်ရှင်မစားလုပ်တဲ့အချိန်မှာတော့သူစီဗီဒီယိုထဲမှာပြထားသလိုမျိုးတော့ကိုကချက်ချင်းတခါတည်းအလိုမှန်းတက်မှာမဟုတ်သေးဘူးပေါ့နော်လူဆိုတာအမားနဲ့မကင်းဘူးလေကိုကပထမတစ်ခါလုပ်လို့အဆင်မပြေလဲနောက်တစ်ခေါက်ကျရင်ငါဘလို့ဒီတက်ကောင်လောက်ရမလဲဆိုတဲ့အတွေးပဲထားပြီးတော့ကိုစိတ်တမကြပဲနဲ့အဲ့လိုမျိုးကွာနောက်တစ်ချိန်ကျရင်ငါဒီတက်ကောင်လုပ်မယ်ဆိုပြီးပဲစိတ်ကလေးကိုထားလိုက်ပေါ့ရှင်အကုန်လုံးစင်လေးဖြစ်သွားပြီဆိုတော့သူစီချပါတီလုပ်ဖို့အတွက်စီကိုဒီအခင်းမှာတုပ်လိုက်ပါတယ်ရှင်တုပ်ပြီးတော့သူစီဂျုံလေးကိုအစင်တက်လောက်ထားတဲ့ဂျုံလုံးလေးကိုယူပြီးတော့တစ်ဖက်စီပေါ့နော်အဲ့လိုဟိုဘက်လဲဒီဘက်လဲဟိုဘက်လဲဒီဘက်လဲဆိုပြီးတော့သူစီလည်းအရင်မဝိုင်းဘူးပေါ့နော်ဒီထက်ဝိုင်းခြင်းရင်သူစီအရှိမချပါတီအဝိုင်းဘယ်လိုလုပ်ရတယ်ဆိုတဲ့ဗီဒီယိုလေးကိုတင်ပေးထားပါတယ်တော့ကြည့်ကြပါရှင်နောက်တစ်ချက်ကဒီလိုလှိမ့်တဲ့နေရာမှာပါဖို့ဆိုတာထက်အဲ့လိုမျိုးကွယ်အရင်မထူမပါလေးပေါ့နော်အရင်ထူသွားတဲ့ခါကျရင်လေဝါရတဲ့အချိန်မှာပါးညောင်းနေပေါ့ရှင်ဒါတော့သူစီဒီတစ်ခေါက်လုပ်ပြတဲ့ချပါတီကအရင်နည်းနည်းပါသွားတယ်တွေပါတယ်ပေါ့နော်ပါသွားတဲ့ခါကျတော့နည်းနည်းအဲ့လိုမာတယ်လိုမျိုးဖြစ်သွားရပေါ့နော်လို့ပျော့စီမဖြစ်တော့ဘူးပေါ့ရှင်ဒါတော့သူစီလုပ်ပေးတဲ့ချပါတီကဆိုင်ရတဲ့ကောင်းနေဆိုလို့သူစီမှာဒီချပါတီကိုအမြဲတမ်းလုပ်ပေးရပါတယ်ရှင်အဲ့ဒါတော့သူစီအတွက်အဆင်မပြေပါဘူးရှင်သူစီဘာလို့စီတုပ်လဲဆိုရင်ဒီလိုမျိုးချပါတီကိုမားလိုက်တဲ့အချိန်မှာပေါ့နော်အောက်မှာကတ်မနေအောင်မလို့ဒီစီကိုတုပ်တာပါရှင်ဗီဒီယိုထဲမှာသူစီဝိုင်းပြနေတာအရန်ကိုလွယ်ကူနေပေမဲ့သူစီမှာလေးတယောဟာလေးကိုလှုပ်တော့ဖို့အတွက်သူစီမှာမျိုးတစ်ခေါက်အဲ့လိုပြောင်းပြီးတော့လှုပ်ထားရတာပါရှင်တခြားသူတွေဘယ်လိုလုပ်လဲတော့မသိပေမဲ့သူစီကတော့ဒီနီးလေးအတိုင်းလှုပ်တာတော့အဆင်ပြေပါတယ်ရှင်ဥမန်းပြန်ရင်လည်းချပါတီရောင်းစားလို့ရပါပြီရှင်သူစီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်အပွားမွား